အားလုံးပဲမင်္ဂလာပါရှင် Next DEP ကနေကြိုဆိုလိုက်ပါတယ်ရှင်အားတို့ Next DEP မှာဆိုလို့ရှိရင် workshop ရော station ရောတနေရာထဲမှာရရှိမှာပဲဖြစ်ပါတယ်ရှင် Lucky မှာဘက်ထရီအားနဲ့လိုပဲဖြစ်ဖြစ်ကားနဲ့ပတ်သက်တဲ့ဖြစ်ဖြစ်ထိမ့်သိမ့်မှုလိုအပ်လို့ပဲဖြစ်ဖြစ်စိတ်ပူကြမလို့တော့ပါဘူးရှင်လူကြီးမင်းတို့ရဲ့လိုအပ်သမျှကို Next DEP မှာအားလုံးပြင်ဆင်ပေးနေပါပြီမြို့နယ်အတွင်းမိပြတ်နေတဲ့အချိန်မှာတော့ညီမတို့ရဲ့ station မှာအသွင်းလို့ရအောင်စီစဉ်ပေးထားပါတယ်ရှင် Lucky မှာဘက်ထရီအကုန်မှာကိုစိတ်ပူကြမလို့တော့ဘူးပေါ့နော်အရေးသွင်းပြင်ချက်ချရီနဲ့အသွင်းချင်းတက်သူများမှာကားဖြစ်ဖြစ်ထိမ့်သိမ့်ခြင်းတို့ကိုတနေရာထဲမှာစိတ်ချလက်ချရယူလိုက်ပါရှင်လန်934ပြီးဇောတိကလန်သင်္ကန်းကျူတီစံပြကြီးရွာမင်္ဂလာတုံမြို့နယ်ရန်ကုန်မြို့မှာပဲဖြစ်ပါတယ်ရှင်အသေးစိတ်ဆက်သွယ်မြင့်လို့ပါကဖုန်း39နဲ့53လုံး9490 396916161663မှာလည်းဆက်သွယ်မြင့်နိုင်ပါတယ်။ဘယ်ထိမ့်သက်နေနဲ့ 20% discount ကိုလည်းပြုလုပ်ပေးသမှာဖြစ်လို့အခုပဲလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။